ဒီကတော့ Academy Paper နေ့ဆိုရင်ခုန်နေမှာပေါ့ ရင်ခုန်လည်းမဟုတ်ပါဘူးဒီလိုပဲပွက်တက်ရမှာပေါ့ ခုန်မင်းသားရပါမလားသမီးတို့ထင်တယ်မင်းသားလေးတစ်ပြင်းနေမင်းသားဟုတ်တယ်မဒီကောကြိုသိနေတာဆိုတော့လေ ဘလို့ကြိုသိမှာတော့ဘလို့မှကြိုမသိဘူးကဲမီဆိုတာလေ မင်းသမီးရတာမင်းသမီးမလား အမကလုပ်ငန်းအကြောင်းလေးပြောလို့ရအောင် ဟုတ်လုပ်ငန်းအကြောင်းကလေဒီကောရဲ့ဒီလိုပါဒီကောကသမီးဖန်ဆိုတော့လေသမီးတို့လုပ်ငန်းကိုအခုလိုလက်ခံပေးတော့ကျေးဇူးအများကြီးတင်ပါတယ်သမီးကဒီကောရဲ့ idol ဒီကုန်းက သမီးဖန် ဖန် ဟုတ် ဒီကုန်းကတမီးရဲ့ ဟုတ် အော်အဲ့ထားလိုက်ပါတော့ဖန်တမီးရဲ့ဖန် ဒါအလုပ်ငန်းလက်ခံပြီးတော့သမီးတို့ဒါအားဝမ်းသာပြီးကျေးဇူးတင်ပါတယ်သမီးရဲ့အိမ်မက်ပေါ့ဒီကောနဲ့အလုပ်လုပ်ဖို့လေသမီးရဲ့အိမ်မက် ဟုတ်ပါပြီဒီကုန်းကလည်းကိုယ့်ရဲ့ဖန်ဆိုတော့အလုပ်တွဲလုပ်ရတာပြောပါလေ ဒီကော Academy ရသွားတယ်လေဟို boss စီဆိုကားတော့ Academy ကတော့တအိမ်လုံးပြီးတော့တာအမေဆိုလည်းငုံပြီးကိုတက်တော့တာဒီကောရဲ့ဒီကတအားပြောတာသမီးတို့လေ ဘောစီမဟုတ်ဘူးနော်အီယာကိုချစ်ဖို့ခေါ်သလား ဒီအီယာကိုကျူအောင်ခါတလားဟာဘာလေဒီကောကားတွေတော့အကုန်ကြည့်တော့ရောနေတာဒီကောရဲ့အဲ့လိုမျိုးပြင်ဒီကောအခု Academy ပေးပွဲလေဒီကောဘယ်သူတွေစပွန်ဆာပြီးမှတော့ရတနာတွေပါတယ်ဟိုပြီးခဲ့တဲ့နှစ်ကဒီဇိုင်နာတွေကဒီကော တမီးဟိုလေတမီးတို့ရဲ့ brand ကလေဟိုထုတ်ထားတာကြာပြီလားဒါမှမဟုတ်အခုမှထုတ်တာလားအဲ့ဒါလေး ဟုတ်သမီးတို့ brand တော့ကြာပါပြီရှင်ဟိုသမီးတို့ညီမနှစ်ယောက်ပေါ့နော်ကိုဗစ်ရှိကြတဲ့ကလေအထည်ချုပ်စိတ်ုံလေးမှသမီးတို့လှုပ်တုံးဟာ အလုပ်ကိုတေချာလုပ်မယ်အလုပ်ချိန်မှာစကားမပြောရဘူးပုံမပြောရဘူးမုံခိုးမစားရဘူးမုံစားတဲ့လူတွေသိတယ်နော်ဒီဒီဇိုင်းကကြာနေပြီမလားလဲလိုက်တော့နောက်ဒီဇိုင်းယူလာခဲ့မပြန်လာမယ်ရှင် မွန်ခိုင်စုအိတ်စစ်မယ်ဟုတ်ပြီအော်မွန်တော့လိုက်တော့ခိုင်စုအိတ်ပေး ဖိတ်လိုက်လေမရဘူး ပေး ပြီးလိုက်ပြီးနေရအောင် ဒီမှာလင်ခိုးထားတာမလားဟုတ်မခိုးပါဘူးမခိုးပါဘူးဒီတိုင်းလွတ်ပစ်တာလို့လွတ်ပစ်တာမဟုတ်ဘူးချထားတာ ဘာလို့ခိုးတာလဲ မခိုးဘူးဒီတိုင်းပစ်တာလို့ ဟိုတောင်းမှလည်းအမရဲ့ ဘယ်လိုညောင်လုံးလှုပ်ထွက်ခိုးတာသူလေမိုးမမုတ်တာဘယ်လိုလုပ်ထွက်ရမှာလဲနင်တခိုးရဲ့အမမို့လို့ထွက် ငါတို့အလုပ်လဲပြုတ်သွားကြဘာလုပ်ကြမလို့နင်းမပတ်စံဘယ်လောက်ရှိလဲ နှစ်တောင်းပေါ့နင် 2500တခုခုတော့လုံးဝပြင်မယ်တင်မယ် အော်တပီးတို့ကငွေလေး9000နဲ့ရနေပြောစတင်ခဲ့တာဟုတ် အဲ့လိုတော့မဟုတ်ဘူးဒီကုန်းရဲ့ဟုတ်ပါသဖာ9000ပဲရှိရလေလောက်ပါမလားဟုတ်တယ် အော်ဒီကုန်းကလေအဲ့9000လဲနဲ့လုပ်ငန်းစခဲ့တယ်မှတ်တာ ဟုတ်တယ်ဒီကုန်းရဲ့ဗာလေးဒီလိုအဲ့ဘိုက်ကိုတင်းတော့ပဲဟဲ့ ဟုတ်ပါ အသက်ကျလို့တော့မရတော့ အိမ်တော့ချက်သွား ငါတို့လေဘလောက်ဆဆဘလောက်ဘိုက်ပြည့်ဘလောက်ဝဝရမယ်အင်ဂျီတွေချုပ်ရောင်းလား အရင်ကြီး ရှိတာရောင်းတယ်လေအဲ့လိုနဲ့အခုတမီးတို့ဝတ်ထားတဲ့ဒီမမ collection brand လေးကိုပေါ့နော်ညီမနှစ်ယောက်ရှိတာလေးကိုထုခွဲပြီးတော့ဆက်ချုပ်ဆက်လေးနှလုံးနဲ့စားခဲ့ဒီကို တော်စူးစားတာနော်အတော်စူးစားတာပဲတမီးက အဲ့နဲ့လေအနေထားလေးတစ်ခုရောက်တော့ပေါ့နော်ငါတို့ကြော်ညာလေးငားမယ်ပေါ့မိတ်ဆွေတွေကပြောတာပေါ့နင်တို့ကြော်ညာရမယ်အနေထားမဟုတ်သေးဘူးဒါပေမဲ့ကိုကလှုပ်ချင်တာဘယ်မင်းသားမင်းသမီး celebrity နိုးသွားဒီကိုမဘလောက်ပေးရရှိလို့မဟုတ်ဘူးဒီကိုရှိလို့မဟုတ်ဘူးငားမှာအဲ့လိုနဲ့အာညီမနှစ်ယောက်တိုင်ပင်ပြီးတော့ဒီကိုအဲ့လိုလာငားတာ ကြည့်ရောကိုပါဘူတီပြီးတော့လာတာ အနုပညာကြီးက ဟိုအနုပညာကြီးလေးကတော့ပုံမှန်ဆိုရင်330အစယူပါတယ်ရှင် ရတယ်ဒီကိုမဟုတ်ဘူးတတ်နိုင်လို့မဟုတ်ဘူးငားမှာဒီကိုမလို့ကောင်ငားမှာသမီးတို့ကဟုတ် ကဲလုံးနေပါနဲ့ဂျာကြီးရဲ့အဲဒီလိုလို့သူ့ရဲ့စူးစမ်းအားထုတ်မှုလေးရဲ့နောက်ပြီးတော့သူခက်ခက်နဲ့စူးစမ်းခဲ့ရဂုဏ်ပြုတဲ့အနေနဲ့ဆိုပြီးတော့ထက်ဝက်ကြီးနဲ့လုပ်ပေးမယ်15သိန်းပဲပေး မလုပ်ပါနဲ့ဒီကိုရဲ့ဟုတ်တတ်နိုင်လို့မဟုတ်ဒီကို30မဟုတ်300လဲသမီးကငားမှာချစ်လို့အဲ့ဒီကိုမလို့ကိုချစ်တာသမီးတို့က ပြောလေဒီကောကလည်းထပ်ပြီး short ခြင်းလေးရတယ်ဂျာကြီးမှတ်လိုက်ပါနော်ဒီမ brand တွေဒီကော15သိန်းနဲ့ပဲလက်ခံပေးလိုက်ရတယ်ရအောင်လုပ်ပေးမယ် ချစ်တာရောင်မြတာလားမသိဘူးဒီကိုဟိုကလေပြီးတော့ဒီကိုသမီးတို့အရင်တော့အဲ့လိုဆိုင်နေကနားနေမရှိဘူးပေါ့နော် online ကနေရောင်းတာ online ကနေရောင်းတော့
တအားရောင်းရတော့လို့အလိမ့်နဲ့ညာတွေထင်မှာစိုးတာဆိုတော့ဟိုဆိုင်လေးနဲ့ပွင့်မဲဆိုပြီးတော့ဆိုင်လေးငားပြီးတော့ ရှိရမယ် တီကုန်းဖဲချိုးဖြတ်စေချင်တာတီကုန်းလက်နဲ့ မဖွင့်ရသေးတာ မပွင့်ရသေးဘူးတီကုန်းလက်နဲ့ဖဲချိုးဖြတ်ပြီးပွင့်စေချင်တာ ပေးမယ်လုပ်ပေးမယ်ဘာလို့ဆိုဒီဆိုင်လေးဖွင့်တဲ့ဥစ္စာကိုလည်းဒီကုန်းလုပ်ပေးပဲ ဟောအနုပညာဂျေးလေးတီကုန်း မလို့ဘူးဒီကုန်းကအဲ့လိုဆိုင်ဖွင့်ပွဲတွေပါဆိုဂျာကြီးသိပါတယ်ဗလားနဲ့လုပ်ပေးလိုက်ပါကလေးကိုလုပ်ပေးလိုက်ပါသူတို့ရဲ့စူးစမ်းမှုလေးကိုတပည့်ကိုမြင်ချင်းကိုလေအဲ့လိုပြောနေတာနဲ့ကိုလေအိုးဒီကလေးတွေကတော့တော်တော်စူးစမ်းအားထုတ်တဲ့ကလေးတွေပါလားဆိုတဲ့စိတ်တခုနဲ့တမီး တီကုန်းမဟုတ်ယူပါတီကုန်းအဲ့လိုမဟုတ်ဘူးယူပါ ဘလောက်နဲ့ပေးလိုက်မှာ ဘလောက်နဲ့မှမဟုတ်ဘူးလေဖဲကျွတ်ဖြတ်တာရဲ့အခုကြော်ညာရဲ့အားလုံးပေါင်းမှ15သိန်းနဲ့ပဲပြမိတ်ကပ်ကိုပါဝင်းအားလုံးခုမှကိုလာခဲ့မယ် တီကုန်းအာနာတီကုန်း အားနာနဲ့အပလီ ထိုင်ကြတော့ပါ မကတော့ပါနဲ့ဒီကောနားပါတယ် တခါတည်းပတ်စံ အော်ရရလားအဆင်ပြေရလား ပြေတယ်တီကုန်းပြေတယ်မဟုတ်ပါဘူးတီကုန်းရဲ့ ပေးလဲရတယ်နော် မချောစေချင်မူသမီးကလေအချစ်လုံးလို့တီကုန်းပတ်စံနဲ့အများကြီးဝင်စေချင်တာဝင်စေချင်တာတီကုန်း အလုပ်ဖြစ်ပြီလို့တော့အောင်မေးထားလိုက်ယောက်ျားကြီးโอเคအမလေးဟဲ့သုံးတက်ချီအောင်ရောက်နေပြီဟာမရောက်သေးဘူးလားလို့ ရောက်ပြီရောက်ပြီ ဒီကျွေးတယ်နေ တီကုန်းဝမ်းသာလိုက်တာတီကုန်းရဲ့ ဒီပါကေ သမီးတို့ချုပ်ရုံဟုတ် အော်ဒါသူများစီမှာရိုက်တာမဟုတ်ဘူးဒါသမီးတို့ရဲ့အလုပ်ရော ဟုတ်တယ်ရှင်တီကု သုံး န်း တက်ကြီးတောင်ကို ဟုတ်လေးတဲ့ဟာဘောဆို ဘာမှရှိသေးတာလား ရှိသေးတယ်တီကုန်းဟုတ် ဒါလည်းပြောတော့ဟိုတနိုင်တပိုင်းဆို အော်တနိုင်တစ်ပိုင်းလေးကနေဒီလိုလေးဖြစ်လာတာဟောတီကုန်းရဲ့ ဒီလိုလေး တီကုန်းတွေ့ရဝမ်းသာတယ်နော်နဲ့ရိုက်ပြီးလို့လေကျေးဇူးတင်ပါတယ် အော်ဟုတ်ကဲ့ပါ ညီမလေးသမီးနဲ့တူတူရုန်းကန်ခဲ့တဲ့ညီမလေးတီကုန်း ညီမလေးနှစ်ယောက်ရုံးကန်ခဲ့တယ်ဆိုတာဒါညီမလေး ဟုတ်တယ် အော် तू ကတထေးရုံနော် အော်သမီးကကျတော့အဲ့လိုစမကြကြလာလာပပဝတ်တက်တာမမတော့အဲ့လိုရိုးရိုးအေးလေးပဲနေတတ်တာလုံးမဝတ်ပေးလို့မရအဲ့ချာနေညီးရလဲညီးသေးဘဝမမေးတာဒီကုန်းရဲ့ဘဝမမေးတာ မဒီစမငါတို့ကတအားချမ်းသာနေပြီနေတအားသုံးပြဘာလို့သေးလဲပြောအကုန်သုံး အော်အဲ့လိုလည်းမဟုတ်သေးဘူးလေ မာတယ်တနာလာလေပေးပေးလိုက်ပေါ့ မရိုက်ပေးပါမယ်ငါမရိုက်ပေးဘူးပြောနေလို့လား ဒီကုန်းပြအောင်မယ် ဟိုဟာပြကြရှိသေးတာလား ဒီကုန်းဟမ်ပြောစရာရှိလို့ အော်ပြောပြအောင်မ ဆက်လေးနှလုံးကလေဒီဆက်လေးနှလုံးညီမနှစ်ယောက်လေးခက်နဲ့ယုံပြီးဒီဆက်လေးနှလုံးနဲ့ဒီနှလုံးနဲ့တော့ဒီမမကော်လက်ရှင်ဆိုတဲ့ဟာလေးကိုသမီးတို့ဆိုစပြီးတော့အဲ့လိုယုံကန်ပြီးတော့ သိတယ်ဒီဆက်လေးနှလုံးနဲ့ပဲရုံးကန်ခဲ့တာညီမနှစ်ယောက်အာတိပိသားအဲ့ဆိုဒီကဘယ်အင်ကြီးလေးတို့ဘလို့ဝတ်ပြီးတော့ဘာကြောင့်လေးလုပ်ပြမယ်အဲ့ဒါပဲပြောလိုက်တော့ကျွေးနေပြီခက်ရေရိုက်မယ်လို့ရိုက်မယ် ဒီကုန်းဆိုဒီဆိုင်လေးကလေဒီကုန်းမြစ်တာနဲ့ဖဲကျုပ်ဖြတ်ပေးမယ်ဆိုသမီးတို့မမကော်လက်ရှင်ဆိုင်လေးပါရှင်းပါ ဒါလေးကဆိုင်လေးတပိုင်းတနိုင်ဆိုင်လေးပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင် ဆိုင်လေး ဟောမမလည်းနှစ်ခုပေါင်းမိတာနဲ့ဖွင့်ပေးမယ်လို့ပြောထားတယ်လေပေးရမှာပေါ့ အေးပါဖွင့်ပေးပါမယ် ဒီကုန်းပြောနေတာသဘောကောင်းတယ်လို့ပတ်စံပြရဘလို့မှမယူဒီကုန်းမြစ်တာနဲ့ဆိုတာကျပဲ ကြိုက်မယ်ကျေးဇူးကြိုက်မယ်လို့ကြိုက်မယ်ဟုတ်တယ်ဒါလည်းဆိုတော့လေဟုတ်ရမှာပေါ့ကြိုက်မယ်ဟေးပြီးပြီဆိုရိုက်လိုက်မယ်လေ ဒီကုန်းနဲ့လောက်လိုက်တာတော့ဟဲ့ငါတော့ဆက်လေဒီကုန်းဒါသမီးတို့ကိုယ်တိုင်မမကော်လက်ရှင်ကသမီးဒီဇိုင်းဆွဲထားတာဂျပန်စီးပါတစုံမှ2000ကျော်ပဲအယောင်လေးရဟုတ်တယ်အယောင်လေးလည်းစုံတယ်ပဲဒီကုန်းလက်ပြအောင်ပြောလိုက်တာပါ ဟုတ်တော့ ဒီကုန်းဒီမှာကြည့်ဒါခရမ်းရောင်လေးဒီကုန်းခဏကြာဝေးရမယ့်ဟာလေးဒါလေးကလည်းခရမ်းပုတ်ကလေးပေါ့ဟဲ့ဒါအစိမ်းရောင်အနီရောင်ဒါလေးကညစ်လိမ်မော်လေးဒါလေးအစိမ်းပေါ့ အယောင်ကတော်တော်စုံတယ်နော်အဲ့အယောင်ဆိုလို့ဝပြီးရိုက်ပေးရမှာလား ဟုတ်ကဲ့ရှင် ရိုက်ပေးရမှာ ဟုတ်ကဲ့ ဟုတ်ရိုက်ပေးရမှာ ဟောမမလည်းကိုကလက်ခံထားတာပဲရိုက်ပေးရမှာပေါ့ ရိုက်မယ်လေရိုက်မယ် 1 2 3 go ဒီမမကော်လက်ရှင်ဝမ်းဆက်လေးတွေကလေတီကုန်းအတွက်ထုတ်ထားသလိုပဲတအားကိုလိုက်တာလို့ဒီကုန်းကန်စတာနေမှာဒီကုန်းပြီးရင်လေဒီကုန်းဒီအယောင်လေးရယ်နောက်ပြီးတော့အနီးရောင်ဒီအပြာရောင်ပြီးရင်လိမ်မော်ရောင်အလက်ရောင်အစိမ်းရောင်စုပေါင်း6ရောင်ပါဒီကုန်းရယ် အဲ့6ရောင်တဲ့ ကျောင်းပေးဝတ်ပါဝတ်ပေးရိုက်ပေးဒီရိုက်ပေးရမယ်ဟုတ်ကဲ့ပါရှင် ရိုက်ပေးရ ဒီကုန်းအဲ့ဒါအောင်မြင်တာဒီကုန်းအောင်မြင်တာတည်သွားတအားသိရှိတာသဘောကောင်းတာ ရိုက်ကြဟောရိုက်မယ် ဒီကု
ကိုရဲ့တိုင်းချုပ်ထားသလိုပဲ တိုင်းချုပ်ပြန်ပြီ ထိုင်းလိုက်တာဆိုတာဒီကိုရဲ့ဟို အယောင်နေကြတော့ အယောင်ဆုံးတယ်လေဒီကို ကြောင်ဆုံးပဲ ဒီကိုရဲ့အစိမ်းရောင်လေးရောင်လေးအညိုရောင်လေး ပန်းရောင်လေး ပန်းရောင်လေး ဆိုပါဒါတွေလေးပေါ့အနုလေး လိမ္မော်လေးလေးပါ အပြာအနုလေး ဒီကိုကအယောင်လေးကိုသိနေရပဲ အမှန်တိုင်းဆိုလို့ရှိရင်ပေးတာရောင်ပေါ့အရက် အော်ဒီကိုဟုတ်တယ် ကြိုက်လိုက်တော့မယ် အော်ဒီကိုဟာ ရိုက်မယ် အဲ့တင်းနဲ့ထနေသလားနော် အော်ထပ်တာ ဟုတ်တယ်အော်ဒီမလေး ပါလေဒီကို ဒီကောအခုပဲပုံလေးလဲကွယ်အများကြီးပဲရိုက်ပြီးတော့ပြင်မနဲ့ပြန်လိုက်တော့မယ်နော် ဟိုဒီကိုကိုကလေတမိကင်မရာထဲမှာတက်ကြည့်ရလေဒီကိုပုံလေးတွေကလေတဘုံမှပြုံးမနေဘူးစူပုံနေ အဲ့တော့ အားလုံးနာရဲ့ဒီကိုအစားနေပြန်ရိုက်ပေးလို့ရလားမင်္ဂလာပါရှင်မမ collection နဲ့ up to date fashion ရဲ့ showroom ကြီးကိုရန်ကုန်မြို့အမှတ်68ဦးဝီဇာကလမ်းပေါ်မြောက်ဒဂုံမြို့နယ်41ရပ်ကွက်မှာဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်ရှင်ဒီမမ collection ဒါ showroom မှာဆိုရင်ကလေးလူကြီးအစုံပေါ့နော်ရှိပါတယ်ရှင် online ကနေအစဉ်တစိုက်အားပေးနေတဲ့မိတ်ဆွေများလည်းမျက်မြင်ကိုယ်တွေ့ showroom ကိုလာရောက်ပြီးတော့လက်လီလက်ကဝယ်ယူနိုင်ပါတယ်ရှင်